မြိုင်က MI-17 ရဟတ်ယာဉ်တိုက်ခိုက်မှုအတွင်းစစ်သား4ယောက်ထပ်မံသေဆုံးသွားတယ်လို့သိရပါတယ်။အသွင်ပြောင်းအစိုးရသမရကအသစ်ဖွဲ့တဲ့အမျိုးသားလုံခြုံရေးဗျူရိုမှလုံခြုံရေးကိစ္စကိုတပ်ချုပ်ကိုတာဝန်မပေးဘဲဆရာဖချုပ်စီကိုလွှဲပြောင်းပေးထားပါတယ်။ရန်ကုန်မှာအင်စီကားတွေတုံးပြီးအရက်ဝတ်နဲ့ပေါ်တာဆွဲဖမ်းဆီးတာတွေပိုလှုပ်ဆောင်လာနေတယ်လို့မြို့ကန်တွေကပြောပါတယ်။မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါဒီဗီဒီယိုမြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။မကွေးတိုင်းမြိုင်မြို့နယ်ထဲမှာဇွန်လ23ရက်နေ့ညနေပိုင်းကဆရာနာရှင်တပ်ရဲ့ MI-17 ရဟတ်ယာဉ်ကိုဒရုန်းနဲ့တိုက်ခိုက်မှုအတွင်းစစ်သား4ယောက်ထပ်မံသေဆုံးပြီးရဟတ်ယာဉ်လည်းလုံးဝပျက်စီးသွားတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။မြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့တွဲမပြူစောတိကျေးရွာမှာရှိတဲ့စာတင်ကျောင်းအနီးမှာပခုတ်ကိုတက်မှ101ဘက်ကနေစစ်သားအင်အားနဲ့ရိတ်ခါတွေလာပို့တဲ့စစ်တပ်ရဲ့ MI-17 ကိုတော်လိုင်းတပ်ဖွဲ့တွေဘက်ကဒရုန်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ရဟတ်ယာဉ်တိုက်ခိုက်ခံရတဲ့နေရာဝန်းကျင်ကိုစစ်တပ်ဘက်ကဇွန်လ24ရက်နေ့မနက်ပိုင်းအထိလေကြောင်းတိုက်ခိုက်တာတွေစက်တိုက်ပြုလုပ်ခဲ့ပြီးညနေပိုင်းမှာတော့ပျက်စီးသွားတဲ့ရဟတ်ယာဉ်ရဲ့အပိုင်းအစတွေကိုလာရောက်တိုက်ဆောင်သွားတယ်လို့ပေါ့မြို့နယ်ပကဖဒရုန်းတပ်ဖွဲ့တာဝန်ခံကပြောပါတယ်။တိုက်ခိုက်မှုအတွင်း4ယောက်သေဆုံးတာအပြင်ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်းရှိခဲ့ပြီးအတိအကျကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါတယ်ရှင်။အာဏာသိမ်းစစ်ကောင်ဆောင်ကအမျိုးသားလုံခြုံရေးဗျူရို National Security Bureau ကိုအသစ်ဖွဲ့ပြီးနိုင်ငံတော်လုံခြုံရေးကိစ္စကိုတပ်ချုပ်ကိုတာဝန်မပေးဘဲလက်ရှိဆရာဖချုပ်စီလွှဲပြောင်းပေးထားပါတယ်။ဒီကြောင်းကိုအောင်သူပြောပြပေးမှာပါရှင်။အရက်ဖက်မှာရောစစ်တပ်အတွင်းမှာပါအမည်ဆိုးနဲ့ကြော်ကြားပြီးအာဏာတကူထွားခဲ့တဲ့စစ်ထောက်လှမ်းရေးရန်တရားကိုစစ်ကောင်းဆောင်ဟောင်းဦးမင်းအောင်လှိုင်ကနိုင်ငံတော်အာဏာကိုသိမ်းယူပြီးတဲ့အချိန်ကနေစပြီးစစ်ထောက်လှမ်းရေးဟောင်းတွေရဲ့အကြံဉာဏ်နဲ့အမျိုးသားလုံခြုံရေးအဖွဲ့ဆိုတဲ့အမည်ကိုပြောင်းလဲဖွဲ့စည်းခဲ့တာပါအာဏာသိမ်းကာလမှာအဲ့ဒီယာတုကိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဥက္ကဋ္ဌနေရာရယူပြီးပြည်ထရေးဝန်ကြီးကအတွင်းရေးမှူးယာတုကိုရယူခဲ့ပေမဲ့အသွင်ပြောင်းအစိုးရဖွဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ဦးမင်းအောင်လှိုင်ကဥက္ကဋ္ဌယာတုကိုရယူလိုက်ပြီးအဲ့ဒီအဖွဲ့ရဲ့အရေးပါတဲ့အတွင်းရေးမှူးနေရာကိုလက်ရှိစစ်ဘက်ရေးရလုံခြုံရေးအရာရှိချုပ်ဒုဗိုလ်ချုပ်ကြီးကျော်ကူထိုက်ကိုခန့်အပ်လိုက်ပါတယ်အမျိုးသားလုံခြုံရေးဗျူရိုဟာရရှိထားတဲ့သတင်းအချက်လက်အားလုံးနဲ့နိုင်ငံတော်လုံခြုံရေးဆိုင်ရာကိစ္စတွေအားလုံးကိုအာဏာသိမ်းစစ်တပ်ကဖွဲ့ထားတဲ့ဝန်ကြီးဌာနတွေနဲ့ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်တာကြောင့်လုံခြုံရေးဆိုင်ရာအမြင့်ဆုံးအဖွဲ့အစည်းဖြစ်ပြီးလက်နက်ကင်တပ်ဖွဲ့ရဲ့အကြီးအကဲဖြစ်တဲ့ကာချုပ်ဟာဆုံးဖြတ်ချက်တွေကိုအတည်ပြုနိုင်ခြင်းမရှိတဲ့အဲ့ဒီအဖွဲ့ရဲ့ဒုဥက္ကဋ္ဌနှစ်နေရာကိုသာရရှိထားတာပါဒါဟာအာဏာသိမ်းစစ်ကောင်ဆောင်ဟောင်းဦးမင်းအောင်လှိုင်ကသူတပ်ချုပ်ရာထူးလွှဲပြောင်းပေးခဲ့တဲ့သူအပေါ်မှာယုံကြည်မှုရှိအာဏာကိုလွှဲပြောင်းပေးနိုင်ခြင်းမရှိဘူးဆိုတာကိုတက်တည်ပြနေတာလို့အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်ထားတဲ့ဗိုလ်ကြီးစင်ရောကပြောပါတယ်သူ့အနေနဲ့ကစစ်ထောက်လိုင်းရန်နေရာကြီးတစ်ခုလုံးကိုသူကင်ဆုပ်ထားတဲ့အနေအထားမျိုးပဲအဲ့တော့ကျွန်တော်တို့ဒီတပ်ချုပ်ဖြစ်စေဒုချုပ်ဖြစ်စေပေါ့နော်ညှိကိုဖြစ်စေဒီ3ယောက်အပြင်ကျွန်တော်တို့ကျန်တဲ့စစ်တိုင်းမှုတွေပါတစ်ခုခုဖြစ်ခဲ့ဒီလုံခြုံရေးဂျူလိုအရကျွန်တော်တို့စဖချုပ်ပေါ့နော်ဒီအတွင်းမှုကနေတစ်ဆင့်ပြန်ပြီးတော့ကင်ကစားနိုင်တဲ့အနေအထားမျိုးပဲကြံတဲ့ဟာတဲ့သူကဒီစစ်တပ်ကိုပြန်ပြီးထိန်းကျောင်းထားတဲ့အနေအထားမျိုးပဲအဲ့တော့တပ်ချုပ်ကိုသူဓာတ်ရိုက်အမိန့်ပေးတာမျိုးမဟုတ်ဘဲနဲ့သူညွှန်ကြားချက်ရပါတော့အတွင်းမှုကနေမှတစ်ဆင့်ကျွန်တော်တို့ဒီတပ်ပိုင်းဆိုင်ရာကိစ္စတွေကိုဒါတပ်ချုပ်ကိုပြန်ပြီးတော့ကောင်တာလုပ်နိုင်တဲ့အခင်းအကျင်းမျိုးရှိတယ်လို့တော့ကျွန်တော်တို့ကတော့မြင်တယ်ဗျအခုအသစ်ဖွဲ့လိုက်တဲ့အမျိုးသားလုံခြုံရေးဗျူရိုဟာ2004ခုနှစ်ကဖျက်သိမ်းခံခဲ့ရတဲ့ဗိုလ်ချုပ်ခင်ညွန့်ဦးဆောင်တဲ့ထောက်လှမ်းရေးအဖွဲ့ကိုမုံမှန်ထားခြင်းဟုတ်မဟုတ်မသိရပါပဲအဲ့ဒီအတိုင်းလှုပ်ဆောင်မယ်ဆိုရင်တော့စစ်ကောင်းဆောင်ဟောင်းဦးမင်းအောင်လှိုင်ကတပ်သွင်းသတင်းအချက်အလက်တွေနဲ့စစ်ဗိုလ်ချုပ်တွေရဲ့ဆောင်ရွက်ချက်တွေကိုပါအနီးကပ်စောင့်ကြည့်ဖို့စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ကိုလုပ်ပိုင်ခွင့်ပေးလိုက်တာလို့ဆိုပါတယ်စစ်တပ်အသွင်မျိုးအစိုးရဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံတော်အာဏာရဲ့လုံခြုံရေးဆိုင်ရာအမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံရှိနေပါလျက်ဘာကြောင့်အမျိုးသားလုံခြုံရေးဗျူရိုကိုထပ်ဖွဲ့ဖို့လိုအပ်တယ်လဲလို့သုံးသပ်မှုတွေလည်းရှိပါတယ်သူတို့ရဲ့ထုတ်ပြန်ချက်မှာတော့အဲ့ဒီအဖွဲ့ကို2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပုံမထိရောက်စွာအကောင့်ထဲပေါ်ဆောင်နိုင်မှုအတွက်ဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပြီးအဖွဲ့ရဲ့ဥဆောင်သူဟာနိုင်ငံတော်သမ္မတဖြစ်တယ်လို့ဖော်ပြပါတယ် KSS စစ်ဆိုရတွေရဲ့လက်ထက်မှာထောက်လှမ်းရေးရန်တရားကိုမမြင်ရတဲ့အစိုးရလို့တင်စားပြီးနိုင်ငံတော်ရဲ့မျက်စိနဲ့နားလို့ခေါ်ခဲ့ကြတာကြောင့်အဲ့ဒီအဖွဲ့အစည်းကိုအယက်သားအစိုးရရဲ့အောက်မှာထားဖို့ဆုံးဖြတ်တာဟာထူးခြားချက်ဖြစ်တယ်လို့အမည်မဖော်ပြောလိုတဲ့နိုင်ငံရေးလှိလာသုံးသက်သူတယောက်ကဆိုပါတယ်
လက်ရှိမှာတော့စစ်ကောင်းဆောင်ကသူသမရယာတို့ရယူထားလို့အဲ့ဒီအဖွဲ့ရဲ့ဥက္ကဋ္ဌနေရာကိုရယူထားတာဖြစ်နိုင်တယ်လို့နောက်အစိုးရတပ်တန်းတွေမှာလည်းပဲစစ်တပ်ဘက်ကမဟုတ်တဲ့အရက်သားအစိုးရသမရတက်လာဖို့မရှိတော့ဘူးလို့ဆုံးဖြတ်ထားတာကြောင့်နိုင်ငံတော်ရဲ့လုံခြုံရေးဆိုင်ရာအမြင့်ဆုံးအဖွဲ့ကိုဖွဲ့စည်းတာဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်တင်နဂမဟာဗျူဟာလေးလာရဲ့ဖွဲ့အမှုဆောင်ဒရိုက်တာကတော့လက်ရှိနိုင်ငံရေးအခြေအနေအရအခုလိုဖွဲ့မျိုးကိုဖွဲ့တင်တယ်လို့ဥက္ကဋ္ဌယာတို့ရယူထားသူကအားလုံးကိုထိန်းချုပ်ထားလို့မရဘူးလို့ဆိုပါတယ်လုံခြုံရေးဒီကျွန်တော်တို့ရိုးရိုးရှင်းရှင်းသိနေလို့မရတဲ့အနေအထားမှာရှိတယ်ပို့ပြီးတော့ရှုပ်ထွေးပြီးတော့ရှင်းရှင်းလင်းလင်းမရှိတဲ့အနေအထားမျိုးမှာဒီလိုမျိုးဖွဲ့စည်းတရက်ကကောင်းကောင်းမွန်မွန်နဲ့ပို့ပြီးတိုင်တွင်နိုင်တဲ့အနေအထားမျိုးရှိမယ်လို့ကျွန်တော်တို့ပြောနေတယ်ဘယ်လောက်ထိဆက်လုပ်နိုင်လဲဆိုတော့စောင့်ကြည့်ရမှာပေါ့နိသမရဒါတွေအကုန်လုံး centralize လုပ်ထားသလားပေါ့တကယ်တမ်းကအဖွဲ့အစည်းမှာထိုင်နေပေမဲ့သမရတယောက်တည်းနဲ့အကုန်လုံးလိုက်လံကုတ်ကဲဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးလေထောင်လိုင်းဆိုင်ရာအဖွဲ့အစည်းပဲဖြစ်စေသတင်းစုဆောင်းရေးပဲဖြစ်စေဒီအဖွဲ့အစည်းတွေရဲ့အခြေအနေတမင်းကြီးရနေတဲ့ဟာတွေကိုစီစစ်ပြီးတော့ဆုံးဖြတ်ချက်ချဖို့ပိုင်းမှာလည်းအဓိကပိုပြီးများပါလိမ့်မယ်တခုလည်းအဲ့လိုကိုယ်ကယ်ပြီး centralize နဲ့အကုန်လုံးလုပ်လို့ရမယ်လို့တော့ကျွန်တော်တို့လည်းမထင်ဘူးအဲ့တိုင်းလုပ်ဖို့လည်းမလွယ်ပါဘူးခက်ခဲလိမ့်မယ်အမျိုးသားလုံခြုံရေးဗျူရိုဟာထောင်လိုင်းရန်ရကိုချုပ်ကင်မဲ့အဖွဲ့အစည်းဖြစ်ခဲ့မယ်ဆိုရင်အရင်စစ်ဆိုရတွေလက်ထက်ကလို့တရေအချက်လက်အားလုံးကိုချုပ်ကင်ပြီးစီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင်စစ်ဗိုလ်ချုပ်ကြီးတွေအပေါ်မှာပါဩဇာအာဏာတက်ရောက်လာနိုင်တာကြောင့်ထောင်လိုင်းအဖွဲ့တွေနဲ့စစ်တပ်ကြားမှာကြီးမားတဲ့ပုတ်တိုက်မှုတွေဖြစ်လာနိုင်တယ်လို့သုံးသပ်မှုတွေလည်းရှိပါတယ်။တချိန်ကအာဏာတကူထွားခဲ့တဲ့အမျိုးသားထောက်လှမ်းရေးအဖွဲ့ NIB ကို1988ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပြီးစစ်ထောက်လှမ်းရေးညွှန်ကြားရေးမှူးဗိုလ်ချုပ်ကြီးခင်ညွန့်ကအဲ့ဒီအဖွဲ့ရဲ့ဥက္ကဋ္ဌနေရာကိုရယူခဲ့တာပါ။အဲ့ဒီအဖွဲ့မှာစစ်ထောက်လှမ်းရေးအဖွဲ့အထူးစုံစမ်းစစ်ဆေးရေးစာသုံးလုံးရဲအထူးသတင်းတပ်ဖွဲ့ SB လူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ရေးရာဌာနတွေပါဝင်ခဲ့ပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။ရန်ကုန်မြို့မှာစစ်အုပ်စုကအင်စီကားတွေနဲ့အရက်ဝတ်တွေဝတ်ပြီးလူမြင်ကွင်းမှာပါပေါ်တာဆွဲဖမ်းဆီးတာတွေပိုလုံးဆောင်လာတယ်လို့ကိုရိကြောင်ရသူတွေစီကသိရပါဗျ။ဒီဂျွန်လအတွင်းမယန်းကုန်းနဲ့ဒေါပုံမြို့နယ်တွေမှာလူငယ်တချို့ဖမ်းဆီးခံရဖို့ကြုံခဲ့ရပေမဲ့ထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်။ဒါပေမဲ့ဂျွန်လ12ရက်နေ့ကမယန်းကုန်းမြို့နယ်မှာလူငယ်တယောက်အဖမ်းခံခဲ့ရပြီးရှမ်းပြည်နယ်ကစစ်တပ်နန်းကိုရောက်သွားတယ်လို့နှိစက်သူတွေကပြောပါတယ်။ညပိုင်းတွေမှာလည်းဆရာနာရှင်တက်တဲ့အုပ်ချုပ်ရေးအဖွဲ့တွေကကင်းလှည့်ပြီးတွေ့တဲ့လူငယ်တွေကိုဖမ်းဆီးတာငွေညစ်တာတွေလှုပ်ဆောင်နေပါတယ်။လက်ရှိမှာACAစစ်ရင်ဖမ်းဆီးတာနဲ့စစ်မှုထမ်းစာပုတ်ပြီးနေအိမ်တွေရဲ့အထိလာဖမ်းတာတွေဇက်တိုက်ဖြစ်နေတယ်လို့မြို့ကန်တွေကပြောဆိုကြောင်းသတင်းမှတ်တမ်းတွေမှာလည်းဖော်ပြထားကြပါတယ်ရှင်။စစ်ကောင်စီတပ်တွေကချင်းတောင်ကိုဥတီပြီးမကွေးတိုင်းအနောက်ဘက်ခြမ်းရောဒေတာတောင်ပိုင်းကစောနဲ့ကြောက်ထုဒေတာတွေကိုစစ်ကြောင်းထိုးတာကြောင့်ဒေသခံတောင်းနဲ့ချီစစ်ရှောင်နေရတာဖြစ်ပါတယ်။ဒေသခံအများစုဟာတောင်ယာစားကျင်ဖြစ်လို့ရွာထဲနေကြပြီးစစ်ကြောင်းဝင်လာမှအဝတ်တစ်ထည်ကိုတစ်ခုနဲ့အရေးပေါ်ထွက်ပြေးကြတာမျိုးဖြစ်လို့တချို့နေရာတွေမှာရိတ်ခပြက်လက်မဲ့အန်ဒီရယ်နဲ့ရင်ဆိုင်နေရတာလို့ကုညီနိုင်ဖို့စ조사နေသူတယောက်ကပြောပါတယ်။စစ်ကောင်စီတပ်တွေကလည်းဒေသအတွင်းမှာနေရာအနှံ့ဖြန့်ကျက်ထားတာကြောင့်ရွာထဲမှာကြံခဲ့တဲ့ရိတ်ခါနဲ့လိုအပ်တဲ့ပစ္စည်းတွေကိုပြန်မယူရဲကြပဲနီးစပ်ရကြေးရွာတွေလယ်တော်တွေနဲ့တောတောင်တွေကိုတိမ်းရှောင်နေကြရတဲ့အခြေအနေကိုရောလိနာအဖွဲ့တာဝန်ရှိသူတယောက်ကပြောပြပါဗျ။အခုလောလောဆယ်စစ်ချောင်းထိုးလို့ရှောင်နေရတာတော့တောင်ရောပေါ့ချောနဲ့ကြောက်ထုနေပေါ့ဗျာအဲ့ဒါကတော့1000ခွဲဝန်းကျင်လောက်ရှိမယ်ဗျစစ်တပ်ကလည်းနေရာတော်တော်များများဒီမှာရှိနေတယ်ဆိုတော့စစ်ရှောင်တွေကလည်းနီးစပ်ရကိုစိတ်မျိုးရှိတဲ့ရွာတို့ဘေးကင်းရရွာပေါ့ဗျာအဲ့ဒီရွာတွေကိုတွားကြတာတွေရှိတယ်တချို့ကတော်ထဲတောင်ထက်ကိုလေတော်တွေဘာတွေမှာနေတာတွေလည်းရှိတယ်ဗျအဲ့ဒါဆိုတော့နည်းနည်းတိတိကျကျကောက်ဖို့ကအခက်ခဲနေသေးတဲ့အခြေအနေပေါ့ရိတ်ခါအခြေအနေကတော့ဒီ1000ခွဲဝန်းကျင်မှာ1000ဝန်းကျင်ကတော့ဒါအရေးပေါ်ကဲအကူအညီကိုတကယ်လိုအပ်နေတော့တာပေါ့တချို့ဟာဆိုလို့ရှိရင်တော်တဲ့တစ်နှစ်တစ်ဖြူတွေကိုတောင်မှပြုတ်ပြီးမှစားနေရတဲ့အခြေအနေတွေရှိတယ်ဗျခမန်းကြီးစစ်ရှောင်းဦး1000ခွဲတဲကမှ9000လောက်ကပဲလိုအပ်တဲ့ပစ္စည်းတချို့ပါလာခဲ့ပြီးအခုအခါဟာမိုးရင်းကာလာဖြစ်လို့အမိုးအကာတွေလိုအပ်နေတယ်လို့ချင်းပေါဖွားမှုနှုံများလာတာကလည်းကျမ်းမာရေးအတွက်စိန်ခေါ်ချက်တစ်ခုဖြစ်လာနေပါတယ်တစ်ဖက်မှာလည်းစစ်တပ်ကရောဒေတာကိုဖျက်လိပ်ပြက်လှုပ်ထားတာကြောင့်ကုန်စီကားတွေအရင်လိုဝင်မရပဲလာရောက်ကူညီနေသူလည်းမရှိသလောက်နှဲပါတာကြောင့်စေဝါပြက်လက်လာပြီးရာသီတုပ်ကွေးနဲ့ဝမ်ယောဂတချို့စတင်ဖြစ်ပွားနေပြီလို့ရောဒေတာကန်စစ်ရှောင်ကလည်းအခုလိုပြောပါတယ်ကိုယ့်ကိုလူကြီးနေရတဲ့အချိန်ရှောင်နေရတယ်ဆိုမှလိုတော့တာပေါ့နော်
မို့ကတော့အဓိကလိုတာပေါ့နော်သူကချင်းနေလည်းတော်ပေါ့ပြီးတော့ချင်းအောင်နေလိုတာပေါ့ပြီးတော့အစနိုင်ရိတ်ခါတော့သူကနဲ့သူအဲ့လိုအချိန်ပြောင်းလေးတော့လုပ်လို့ရတယ်အဲ့လိုမျိုးရေးဆိုတဲ့တန်နာလေးအဲ့လိုမျိုးဖြစ်အောင်တော့လုပ်လို့ရတယ်ပေါ့ကွယ်ဒါပေမဲ့ကျဲမန်းနေမြင့်အောင်ထီတော့မဖြစ်နိုင်ဘူးပေါ့ကွယ်ဟုတ်ကဲ့ဖြားတော့တွန်းတော့ကွယ်တော့လည်းအဲ့လိုမျိုးဖြစ်နိုင်တဲ့အခြေအနေတွေမှာရှိနေရပါပေါ့ချင်းကြိတ်တာရင်ညရင်တော့ဖြားတာမျိုးအဲ့လိုမျိုးတစ်ခါရေမတက်နိုင်တော့တာမျိုးဝန်းလျှောတာဝန်းပစ်တာမျိုးတွေတော့အဲ့လိုလေးရရှိနေရပါပေါ့။ခြေဝါတော့အဲ့ဒါရလိုတာပေါ့ကို။ ဒေသတွင်းကုညီရေးအဖွဲ့တွေကတတ်နိုင်သလောက်ကုညီနေပေမဲ့အိမ်အောင်စုတစ်ခုကိုစံတပြီလောက်နဲ့မိသားစုရာခိုင်နှုန်းလောက်ကိုပဲထောက်ပံ့နိုင်သေးတဲ့အကြောင်းရောလင်းနှံအဖွဲ့ကပြောပါတယ်။ဂျွန်လနောက်ဆုံးပတ်ထဲမှာကားလမ်းကြောင်းတွေပြန်ပွင့်လာပြီးတခြားရဲရွာတွေစီကိုထွက်ခွာလို့ရပေမဲ့အများစုကငွေကြေးမတက်နိုင်ကြသလိုကြောက်ထုကနေပခုတ်ကူမျိုးစီသွားမဲ့လမ်းခီးအတွက်လူတစ်ယောက်ကိုငွေကျပ်2သိန်းခွဲပေးရပြီး2ညအိတ်3ရက်လောက်ကြာမြင့်တယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းကြောက်ထုနဲ့မင်းတပ်လမ်းပေါ်ကရေစမ်းရွာဝင်ချင်းစောမြို့နဲ့ကံပတ်လက်လမ်းတွေမှာနေတိုင်းလိုတိုက်ပွဲတွေဆက်ဖြစ်နေကြပြီးတခါတလေတရက်တဲ့ဘုံလုံး80ကျော်ကျဲချတဲ့အတန်တွေကိုလည်းကြားနေရတယ်လို့စစ်ရှောင်းတွေကပြောကြပါတယ်။ကျွန်တော်စိုးသူအောင်ပါ